သက်ရှင်တော်မူသောထာဝရဘုရားရဲ့နာမတော်ကိုချီးမွမ်းပါလေ။ယနေ့သူတို့ကစဉ်းစားဆင်ခြင်နှလုံးသွင်းနိုင်ပွင့်ရတဲ့ရှေးမသက်ခရစ်ဝင်ကျမ်းခန်းကြီး9ခန်းငယ်14ကနေ15တင်းတို့ဒီဤလောက၏အလင်းဖြစ်ကြ၏တောင်ထိပ်၌တည်သောမြို့ကိုမကွယ်နိုင်စီမီထွန်း၍တောင်းစလားအောက်၌ဖုံးထားလိမ့်မရှိအိမ်သူအိမ်သားပေါင်းတို့သည်အလင်းကိုရစေခြင်းကစီမီခုံမှာတင်ထားလိမ့်ရှိ၏ဤရာလေးကတော့ယေရှုခရစ်တော်မိန့်မာတဲ့စကားတော်လေးဖြစ်ပါတယ်။ဒီယေရှုခရစ်တော်ကိုမိမိကယ်တင်ပိုင်ရှင်ဖြစ်လက်ခံယုံကြည်တော်ဘုရားသားသမီးတွေဟာဘုရားရဲ့နှုတ်ကပတ်တော်မှာအသက်ရှင်တာဖြစ်တဲ့ကြောင့်လောကထဲမှာအသက်ရှင်တဲ့အခါအသက်တာဟာအလင်းဖြစ်ခြင်းအသက်တာဖြစ်ပါတယ်။ဒါကြောင့်လောကရဲ့အလင်းဖြစ်တဲ့အခါမှာဒီနေ့အသက်တာဟာဘလောက်ပဲလောကဓာတ်တရားတွေရိုက်ခတ်ပါစေထိုအလင်းကိုလောကဓာတ်တရားတွေကမကွယ်နိုင်ဘူးဆိုတာဖော်ပြပါတယ်။ဒါကြောင့်အိမ်သူအိမ်သားတွေဟာလေထိုအလင်းကိုရစီဖို့စီမီခုံမှာတင်ထားတဲ့ရှိတယ်လို့ပြောပါတယ်။ဒါကြောင့်ဘဝတက်တာဟာဖျားနဲ့အတူတက်ရှင်နဲ့ရှောက်လန်းနဲ့တက်တာရှိတယ်ဆိုရင်ဒီနေ့မိတူတေဦးတယောက်မှထိုသူရဲ့အသက်တာကိုနောက်ကွယ်ရမှာမထားပြီးရှေ့မှာထားပြီးအိမ်သူအိမ်သားများကခွန်အားယူသလိုလောကမှာရှိတဲ့လောကီသားတွေကလည်းထိုသူကိုကြည်ချင်းအဖြစ်ခရစ်တော်ရဲ့အလင်းကိုမြင်တွေ့စေတာဖြစ်ပါတယ်။ဘာဖြစ်တော့လဲတမန်ကျမ်းစာမှာကြည့်တဲ့အခါခရစ်တော်ကငါဤလောကဤအလင်းရှင်ဖြစ်တယ်လို့ပြောပါတယ်။ဒါကြောင့်အလင်းရှင်ဖြစ်တဲ့ခရစ်တော်ကိုရတော့သူတွေကအလင်းပြနိုင်ဖို့လိုအပ်ပါတယ်။ဒါကြောင့်ရှင်မာသက်ခရစ်ဝင်ကျမ်းခန်းကြီး9အခန်းငယ်16ကိုကြည့်တဲ့အခါထိုနည်းသူတူတပါးတို့သည်တင်းတို့ဤကောင်းသောအကျင့်ကိုမြည်ကောင်းကင်ဘုံ၌ရှိတော်မူသောတင်းတို့အဖဤဂုဏ်တော်ကိုချီးမွမ်းစေခြင်းကတူတပါးရှိ၌တင်းတို့အလင်းကိုလေးစေကြလောလို့ပြောပါတယ်။ဒီနေ့လောကမှာသက်ရှင်တဲ့အခါခရစ်တော်ကိုရတော်သူတွေကကောင်းသောအကျင့်ကိုကျင့်ပြီးဒီနေ့ဖျားသခင်ဤဘုန်းကိုထင်ရှားစေဖို့တူတပါးကကောင်းကင်ဘုံမှာရှိတဲ့ဖျားသခင်ရဲ့ဂုဏ်တော်ချီးမွမ်းစေဖို့ရန်အသက်တာဟာလောက၌အလင်းလင်းစေဖို့လွယ်ပါတယ်အလင်းလင်းစေခြင်းဆိုတာပါလေတူတပါးအားနည်းနေခြင်းတူတပါးဆုပ်ယုပ်ကြဆုံးနေတဲ့ဘဝအသက်တာမှာမိမိအသက်တာကိုကြည့်ခြင်းအဖြစ်တဖန်ခွန်အားရရှိစေဖို့ရန်ဖြစ်ပါတယ်ဒါကြောင့်ခွန်အားရရှိစေဖို့ဘာလိုအပ်တယ်လဲသင်ယူမှုလိုအပ်ပါတယ်ထာဝရဘုရားရဲ့တမန်ကျမ်းစာနှုတ်ကပတ်တော်ကိုဒီနေ့လေ့လာသင်ယူစီးပူးတဲ့အခါလက်တွေ့ကျင့်ဆောင်ဖို့လိုအပ်ပါတယ်ဓမ္မတာရင်လောက၌အလင်းဖြစ်စေမယ်ဘဝတက်တာဟာသူတစ်ပါးအတွက်ခွန်အားဖြစ်စေမယ်ဘဝတက်တာဟာသူတစ်ပါးအတွက်အတူယူစရာဖြစ်စီမှာဖြစ်ပါတယ်ဒါတွေမကပါဘူးသခင်ဖျားရဲ့အလင်းကိုမြင်စေပြီးဒီနေ့ချီးမွမ်းစရာအသက်တာမျိုးဖြစ်မှာဖြစ်ပါတယ်ဒါကြောင့်လောကမှာအသက်ရှင်တဲ့အခါသခင်ခရစ်တော်မိမိကယ်တင်ပိုင်ရှင်ဖြစ်လက်ခံယုံကြည်သောဖျားသားသမီးတွေကသခင်ဖျားရဲ့အလိုတော်နဲ့အညီကောင်းသောအကျင့်ကိုကျင့်တတ်ဖို့ရန်ဖျားသခင်အလိုတော်ရှိတယ်ဆိုတာကိုနားလည်ထားဖို့လိုအပ်ပါတယ်။ဒါကြောင့်သင်ယူခြင်းမှအလင်းတို့ရောက်စေဖို့ဆိုရင်တမန်ကျမ်းစာကိုလက်တွေ့လမ်းလျှောက်သက်ရှင်တတ်ဖို့လိုအပ်ပါတယ်။ဖိလိပ္ပုခန်းကြီး၄ခန်းငယ်7မှာရှုံချခြင်းကို၎င်းကြွယ်ဝခြင်းကို၎င်းခံတတ်၏။ဝါစာစားခြင်းမွန်းသိပ်ခြင်းစီးစိမ်ရှိခြင်းဆင်းရဲခြင်းတို့ခံတော့ငါအရရတို့၌အရာရာတည်မိပြီ။ရှင်ပေါလုကြီးရဲ့အသက်တာဖြစ်ပါတယ်ခရစ်တော်ကိုမိမိကယ်တင်ပိုင်ရှင်ဖြစ်လက်ခံယုံကြည်တဲ့အခါသူလည်းလူသားတစ်ယောက်ဖြစ်တဲ့ကြောင့်လောကမှာအသက်ရှင်ခဲ့တယ်လောကီသားတွေနဲ့ဆက်ဆံခဲ့ပါတယ်လောကီသားတွေနဲ့ဆက်ဆံတဲ့အခါသူ့ဘဝကိုရှုပ်ချခြင်းတွေလည်းကြုံရတယ်လို့ဘဝမှာကြွယ်ဝခြင်းတွေဝါစာဆွာရခြင်းတွေမွန်းသိပ်တဲ့အခြေအနေလည်းကြုံရပါတယ်စီးစိမ်ရှိတဲ့ခြင်းတွေကြုံရတယ်လို့ဆင်းရဲခြင်းလည်းကြုံရပါတယ်ဒါပေမဲ့ရှင်ပေါလုကပြောတဲ့အခါအရရမှာအရာရာသင်တယ်လို့ပြောပါတယ်။ဒါကြောင့်သင်ယူခြင်းကအရေးကြီးပါတယ်။ရှင်ပေါလုကြီးကဒီနေ့သင်ယူမှုခံယူမှုရှိတဲ့အသက်တာရှိတဲ့အခါလောကအတွက်အလင်းကိုဖြစ်စေတယ်။ခရစ်တော်ရဲ့ဒီနေ့တမန်တရားကျမ်းစာကိုလေ့လာစီးပူးနာမကပဲသူဤဆရာဖြစ်တယ်။သူဤရှေ့ဆောင်လမ်းပြဖြစ်တဲ့ဗာနဗအဖြစ်လေသင်ခဲ့ပါတယ်။ယုံကြည်သူတွေကြားထဲမှာလည်းအသက်ရှင်တဲ့အခါထိုယုံကြည်သူတွေကြားထဲမှာပဲသင်ယူမှုခံယူမှုရှိခဲ့ပါတယ်။ဒါကြောင့်ဘဝတက်တာမှာရှုံ့ချခြင်းရှိတဲ့အခါမှာလည်းခံနိုင်တယ်လို့
ကြွယ်ဝခြင်းရှိတဲ့ခါမှာလေရောင်ရဲစင်ရှိပါတယ်ဝါစောစားတဲ့ချိန်မှာမွန်းသိပ်ချိန်မှာကြုံတဲ့ခါမှာလေဘုရားသခင်ရဲ့အကြံစီတော်အလိုတော်ကိုနားလည်စီပါတယ်ဘာဖြစ်လို့လဲသူ့ဘဝကခရစ်တော်ရဲ့တမန်တရားနှုတ်ကပတ်တော်ကိုသင်ယူမှုရှိတဲ့အခါမိတိလောကရန်တရားပဲလာပါစေဒီနေ့လောကရဲ့အလင်းဖြစ်စေခဲ့ပါတယ်ဒါကြောင့်ရှင်ဘောလူရဲ့တက်တာကိုကြည့်တဲ့အခါတမန်ကျမ်းစာမှာယနေ့တိုင်အောင်ယုံကြည်သူတွေကခွန်အားယူလျက်ရှိပါတယ်ဘာဖြစ်လို့လဲရှင်ဘောလူရဲ့တက်တာဟာလောကရဲ့အလင်းကိုဖြစ်စေခဲ့တာဖြစ်ပါတယ်ဒါကြောင့်သူဟာဘာဖြစ်လို့လောကရဲ့အလင်းကိုဖြစ်စေခဲ့တာလဲကြုံတွေ့နေတဲ့လောကရန်တရားထဲမှာလောကကြီးထဲမှာအသက်ရှင်တဲ့အခါတည်ယူမှုရှိစေပါတယ်တည်ယူမှုခံယူမှုရှိပါတယ်ဒါကြောင့်တည်ယူမှုခံယူမှုရှိတဲ့ဘဝတက်တာရှိတဲ့ရှင်ဘောလူကြီးဟာဒီနေ့ခရစ်တော်အားဖြင့်တက်ရှင်ပြီးအရာအလုံးဟာဒီနေ့လောကရဲ့အလင်းကိုဖြစ်စေတယ်သူ့ဘဝမှာကြုံလာသည်မြဖြစ်ပျက်သည်မြဖခင်ရဲ့အလိုတော်အချမ်းစီတော်တွေမှာဆင်းရဲနေခက်ခဲတည်ရှိရင်တော့မှသခင်ဖခင်၌အလင်းကိုဖြစ်စေတဲ့အသက်တာမျိုးနဲ့ရှောင်လန်းနေဆိုတာတွေ့ရပါတယ်ဒီနေ့ကျွန်မတို့ရဲ့အသက်တာမှာလည်းရှုံချတော်သူတွေရှိသလိုဝါစာစားခြင်းနဲ့မွန်းသိခြင်းလည်းရှိနိုင်ပါတယ်ဆင်းရဲခြင်းနဲ့ကြွယ်ဝခြင်းစိစိမ်ရှိခြင်းလည်းရှိနိုင်ပါတယ်ဒါပေမဲ့အရရမှာအရရတင်တတ်ဖို့လိုအပ်ပါတယ်တင်ချင်းရဲ့အတိတ်ပဲရဲ့အနောက်မှာဒီနေ့သခင်ဖျားရဲ့အလိုတော်ဖြစ်တဲ့အလင်းရှိခြင်းအသက်တာကိုရရှိမှာဖြစ်ပါတယ်ရှင်ဘောလူကတင်ယူမှုတဲ့အသက်တာရှိတဲ့အခါအရရမှာအရရတင်နဲ့အသက်တာရှိတဲ့အခါမှာသူဟာရောက်တဲ့နေရာရှိတဲ့နေရာမှာတူတပါးတဲ့ခွန်အားဖြစ်စီတယ်ဒါကတော့လောကရဲ့အလင်းကိုဖြစ်ခြင်းအသက်တာကိုညွှန်ပြတာဖြစ်ပါတယ်ဒါကြောင့်တင်ယူမှုမရှိဘူးဆိုရင်လက်တွေ့ကျင့်ဆောင်ခြင်းမရှိဘူးဆိုရင်လောကရဲ့အလင်းမဖြစ်နိုင်ပါဘူးသခင်ဖျားရဲ့ဘုန်းကိုထင်ရှားစေဖို့ဆိုရင်တမန်ကျမ်းစာနှုတ်ကပတ်တော်ရဲ့သွန်သင်မှုကိုလက်တွေ့သင်ယူခြင်းနဲ့တင်ယူခြင်းနဲ့လက်တွေ့အသက်ရှင်တဲ့အခါလောကရဲ့အလင်းကိုဖြစ်စေပါတယ်တင်မပြောခင်ကတင်မဟောခင်ကတင်မလုံဆောင်ခင်ကပဲတင်ဘဝကိုတူတပါးကအလင်းဖြစ်စေတဲ့တက်တာအဖြစ်ခွန်အားယူမယ်ဆိုတာကိုအားပေးချင်ပါတယ်